ပါကျဲသည်လားမွေးနော်ဦးခင်းတော့တူရဲ့မီးပေါ်ပါဖြတ်သွားဦးခင်းတော့တူရဲ့မီးပေါ်မဟုတ်ပါဘူးအဲ့တော့တူရဲ့မီးပေါ်တခြားပြေတယ်ပြောနော်ကောင်းပြတာအခုချက်တာဦးခင်းတော့ချက်တာလားဟုတ်ပါဘူးဟုတ်ပါနဲမပြတာဦးခင်းတော့ချက်လို့ချင်းဟိုစားငန်းနေမှာဆိုလို့အချုံးဟိုဒီဘုရားကိုရေမတော်ခင်းတော့ဘလောက်ခင်းရတာကြောက်ကသူကကြောင်လုံးလေးကြီးရဆိုပြီးတော့မဆလာကြီးပဲလောင်းရတာကြောက်မှမထဲတာငါတို့ကကြောက်နဲ့လောင်းမယ်ဆိုတော့သူကရှင်းမပြေဘူးဘသူကစိတ်ပြီးတော့အဲ့ကျတော့ဘလို့ဖြစ်သွားလဲပါသွားတာပေါ့မပါပါဘူးမနက်ကတော့ထူပါတယ်ဘလို့ဖြစ်လဲမိလည်းမြေဘလို့ဖြစ်သွားလဲအခုမှမိလည်းမြေက3ရက်တဲ့7ရက်ရဲ့တော့ငါဘာဖြစ်လဲတော့ကြောက်7ရက်ကြောက်7ရက်နောက်ဆုံးဖျားပြီးတော့မိလည်းမြေကဗနိုင်ကောင်อ่ะနေကအားရတယ်ဒါမှဟိုလေးနောက်ဆုံးပိတ်က3ခုနဲ့စတော့ဗနိုင်3ရေးအတွက်တာကွာရေးအတွက်3ခောက်ဝင်တယ်အခုမှကိုကတော့ဝယ်လာတဲ့မှမိတိုင်းကြီးကဟိုမှမိတိုင်းပြောက်လိုက်နေဘလို့အဲ့ဥစ္စာကြဘယ်အဲ့ပြဿနာရှင်းခိုင်းဘလို့တော့မှတော့အားမပြည့်သေးလို့ပြောကြပဲမနေ့ကတည်းကလည်းကြည့်ရမယ်အဲ့ဒါနေပူကြည့်ရမယ်ဒါဆိုနေပူရမှမထုတ်ရဘူးအေးနော်အားကြောင့်ဥက္ကဋ္ဌဒီဟိုနဲ့ကြောင်းကြီးနဲ့ကြောင်းပြီးလာဟုတ်တယ်မစေးတုပ်လို့ရှိရင်အဆက်ကြံခဲ့ရမှာဒါပါဘောလက်သမားဆိုရင်တန်မိုးပါဖြစ်တယ်တမကောင်းပါတန်မကောင်းပါတန်ကောင်းလို့ရှိရင်အဲ့ဒါမဖြစ်ဘူးဒါပေမဲ့သူများတွေကကြားတဲ့တန်မကောင်းတော့ဥက္ကဋ္ဌကြတော့ကြားတဲ့တန်မကောင်းတာကိုပြောတာတန်မကောင်းတာပြောတာမဟုတ်ဘူးမဟုတ်လေတရားပါလေတန်မကောင်းတာကိုပြောတာအဲ့ပါလေဟေးအတကောင်းမအမှန်နဲ့ဥက္ကဋ္ဌကကောက်တယ်လားဟိုဥခင်းတော့ဗလာတောင်လုပ်ပြီးထားနေဒီမှာကားစရာလည်းမွေပါတယ်ခင်ဗျာဟမ်ဒါနဲ့မှာစောက်ကြလားကြားတာဘာလို့လဲဟာပြောကြတာပြောကြဟိုစားပြီးနေရပြီနဲ့လေတရားလို့ခင်ဗျာတရားပဲဖြစ်တယ်။အနေအောင်ကမနိုင်ဘူးလေတရားပဲဖြစ်တယ်လေ။တော်သေးအဲ့ဒါဟိုမိုးကနေမခင်းတာသေးတယ်နော်။ဟမ်မိုးကနှစ်ချက်လေတစ်ချက်ပဲရောက်သွား။ဟမ်မိပဲစားရတယ်ဆေးရရှာတယ်နော်လာလေဘာပါလဲဘာသာဘူးလားအဲ့မဲ့ဆက်ဦးမှာဘာလို့ဘယ်လိုပြလိုက်ပါလဲညာလဲဆိုင်ပါပဲဒါပကဲလေးတွေကလည်းဟောဖြစ်သွားဟိုကျွန်တော်ဒီဗီဒီယိုထဲမှာပါတဲ့ညီမလေးတွေကရုပ်ချော့ညီမလေးတွေကဒီလောအားပေးတွေကကလေးတွေကဘယ်သူကဖွေးတပ်ပုံမြေကိုမီးထုတ်ပြဖွေးလို့နွန်းလို့ချောလို့လာဒီပါကြီးသမီးနဲ့မင်းနဲ့လာရင်ဦးရဲ့သုံးမြဲသူသားရဲ့အဲ့လိုပြောပြပါရှင်ဆေးမပြေဘူးအေးများလာခေါင်းပေါ်လာတော့လာတယ်များဆေးမပြေလာပါများတယ်ဆေးမပြေဘူးခိုင်းဟောနားကြီးလို့ပြောတာခိုင်းကြီးဒီလိုအချိန်ပေးမယ်3မိနစ်ပေးမယ်3မိနစ်ချော်ရင်ငါတို့ဘာဖြစ်လဲညာဖြစ်လဲလာကြည့်ရတော့မှာနော်လာပကြည့်တယ်လေအဲ့လိုကြတော့ဘာစီတူတတ်ထားတယ်ဂျာကြီးကိုရလေးစီတူဂျိုင်မင်းတို့မိရမကြည့်အောင်ပါငါတော့မဟုတ်ဘူးငါဘယ်လိုသိပါလဲတော့နေပြန်နေတော့အော်တိုဖိနေအဲ့အီလီစီပါခါနေအော်တိုဖိနေအီလီစီအဲ့လိုဆိုရင်ဘယ်ရေရှိကြပဲကောင်းမလဲဒါဒီမီကြီးလို့ဒါလင်းနေတာဒီမီကြအချိန်မရှိတော့ဟမ်မရဒီနေ့လုံးဝမလုံးဘူးလုံးနေအမှန်လုံးလို့သူကအဲ့လိုလည်းမလဲဘယ်လုံးမလဲ